စိတ်ရွှေရတနာပေါ်ပြေးဝလို့အလူကြီးပေးတဲ့ဟောဒီအလူအိမ်ကောင်းမြတ်သောစိတ်ထားနဲ့လာသမျှမေပေါင်းကိုကျွေးမွေးတဲ့အိမ်ကျမတို့အိမ်ကျမတို့အိမ်စင်ရောင်ရွှေရောင်တထိန်နေအလူကြီးပေးတဲ့အိမ်မြမကူအလှနဲ့မြမတို့ရိုးရာသတ္တရိယရိယသစ္စာနိတမ္မပညာယတတ္တိအကျင့်ပုဂ္ဂိုလ်သည်ဘုရားတရားတန်ခါဒီဟုသောယရဏမြတ်သုံးပါးကိုကိုယ်ွယ်စည်းကခြင်းတို့ရောက်၏ဘုပုဂ္ဂိုလ်သည်သစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်ထင်ဉာဏ်ဖြင့်ထိုးထွင်းသိမြင်နိုင်ပါပေ၏ဟုဉာဏ်ကံပါဠိလာရှိသည်နှင့်အညီရေကိုခြင်းမြတ်နိုးခြင်းပူဇော်ခြင်းအယောအသေးပြုခြင်းဤဒီယာဖြစ်တော်မူကုန်သောအရာယရဏတရားယရဏသံဃာယရဏဘုယရဏမြတ်သုံးပါးတို့ကိုယုံသိမြတ်နိုးလက်ဆုံးမူ၍ရေကိုပူဇော်ပူညောမန်လျှောကရောကြရသောယရဏတရားပနာမကာရဝတက္ကိစာကောင်းမှုကုသိုလ်ကံစေရနာယနေ့ယခုယဟန္တာယကမတိဒေါတင်ဤသာသမီမြေသူတို့နှင့်တကွာကြာရောက်လာကြကုန်သောတရားနာပရိသတ်အပေါင်းတို့ကောင်းတို့၏ဝါဇောဥကာလအခါသမယဝေဝါဇောသင်္ကန်းနှင့်တကွာလူတန်းဝေယအဖျားဖျားတို့ကိုစက္ကလူတန်းရခြင်းဤဟုသောဒါနကုသိုလ်ကံစေရနာဘုကောင်းမှုကိုအကြောင်းပြု၍စောင့်တည်လက်တန်းသောတရဏဂုံ၃ပါးနှင့်တကွာ၅ပါးသောသီလကုသိုလ်ကံစေရနာဘုမာတပနာကြလတံတော်တရားဒေသနာတော်တိဟုသောဓမ္မသဝနာဘာဝနာမယကောင်းမှုကုသိုလ်ကံစေရနာဤသောယနေ့ယခုမိမိတို့ပြုလို့အားထုတ်ရသောကောင်းမှုကုသိုလ်ကံစေရနာတို့ကြောင့်မိမိတို့အလုံးမရှိမတောင့်တသောအနိဋ္ဌဘေဒံယမခတိမကောင်းဟုသမျှကင်းလို့ညင်ရတော်မူဖြစ်၍မိမိတို့အလုံးရှိတောင့်တသောကောင်းကျိုးချမ်းသာတို့နှင့်သာပြည့်စုံကြမည်လျင်သန္တရာဝိဒုက္ခ၏အဆုံးတိုင်းငြိမ်းရာဖြစ်သောနိဗ္ဗာန်ချမ်းသာမြတ်ကိုဝေလေကူမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ကြစေအယံဗန္တိသရဏိနာဟာယေသတိလံမာတိယာမန္တေအရှင်ဖယားအယံဖယားတပည့်တော်တို့သည်ဣတရဏေနာဘုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဘုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒု
တတိယမိဓမ္မံတရဏံကိစ္ဆာမိတတိယမိသံဃံတရဏံကိစ္ဆာမိတတိယမိဗုဒ္ဓံကိစ္ဆာမိတတိယမိဓမ္မံကိစ္ဆာမိတတိယမိသံဃံတရဏံကိစ္ဆာမိဘုရားကိုလည်းဘုရားကိုလည်းစိတ်မှာဆွဲစိတ်မှာဆွဲမြဲကိုယ်ွယ်မြည်မြဲကိုယ်ွယ်မြည်ဘုရားကိုလည်းဘုရားကိုလည်းစိတ်မှာဆွဲစိတ်မှာဆွဲမြဲကိုယ်ွယ်မြည်မြဲကိုယ်ွယ်မြည်သံဃာကိုလည်းသံဃာကိုလည်းစိတ်မှာဆွဲစိတ်မှာဆွဲမြဲကိုယ်ွယ်မြည်မြဲကိုယ်ွယ်မြည်ဒီတို့သောတိအပိသောသောတိအပိသောဘဏ္ဍကုံသုံးပါးနှင့်ဘဏ္ဍကုံသုံးပါးနှင့်သဟတကွာသဟတကွာယင်စတိလံယင်စတိလံတပအတကိုတပအတကိုသဗ္ဗမှုမှာသဗ္ဗမှုမှာကြောင်းကျင်ခြင်းကြောင်းကျင်ခြင်းတပဥစ္စာကိုတပဥစ္စာကိုမတရားယူမှုမှာမတရားယူမှုမှာကြောင်းကျင်ခြင်းကြောင်းကျင်ခြင်းအပိုင်မဆိုင်သောအပိုင်မဆိုင်သောအမတရားတို့၌အမတရားတို့၌အာမယွင်ယွင်အာမယွင်ယွင်အောက်ပေါက်ပြန်ပြန်အောက်ပေါက်ပြန်ပြန်ကျင့်ကြံမှုမှာကျင့်ကြံမှုမှာကြောင်းကျင်ခြင်းကြောင်းကျင်ခြင်းမဟုတ်မမှန်မဟုတ်မမှန်ဒိညာ၍ဒိညာ၍ရောဆိုမှုမှာရောဆိုမှုမှာကြောင်းကျင်ခြင်းကြောင်းကျင်ခြင်းယတ္တိသာယတ္တိသာဘုရေစေဝါဘုရေစေဝါအောက်စာသုံးဆွဲမှုမှာအောက်စာသုံးဆွဲမှုမှာကြောင်းကျင်ခြင်းဒီဟုသောကြောင်းကျင်ခြင်းဒီဟုသောအာဘာသောအာဘာသောသီလတော်မြတ်ကိုသီလတော်မြတ်ကိုသမာဓိယာမသမာဓိယာမကောင်းစွာခံယူကောင်းစွာခံယူသောတိပါကုန်၏သောတိပါကုန်၏အရှင်ဘုရားအရှင်ဘုရားတတဝါအလီလီတတဝါအလီလီဘုံမီပေါ်လက်ဘုံမီပေါ်လက်လောကတလောကတမပြတ်တာယာရှိပါစေမပြတ်တာယာရှိပါစေတတဝါအချင်းချင်းတတဝါအချင်းချင်းစိတ်ကောင်းသွင်းစိတ်ကောင်းသွင်းမယွင်းမြတ်တာရှိပါစေမယွင်းမြတ်တာရှိပါစေအာဣယံသူအာဣယံသူမိတ်ဆွေဟုမိတ်ဆွေဟုဤသူချမ်းသာရှိပါစေဤသူချမ်းသာရှိပါစေတတဝါကပင်တတဝါကပင်လောကကင်းလောကကင်းအကင်းချမ်းသာရှိပါစေအကင်းချမ်းသာရှိပါစေဘုရားဟောကြားဘုရားဟောကြားယတ္တရားယတ္တရားနာကြသိမြင်နိုင်ပါစေနာကြသိမြင်နိုင်ပါစေဣတရဏေနသာပြေသာသီလံဓမ္မံသာဓုကံကတဝါအပမဒေနသံပါတိထာအာမင်ဒီပါရှင်ဗျာဘယ်ဒီသင်္ကန်းကဲဘာမှမဖြစ်ဘူးนี่อาจารย์มีပုံညာဒီဘာနတာဒီဘာနတာစယောစယောဟောတုဣမံလောပုံညာဘာကံသဗ္ဗတတ္တာနံပါတိမာလေးလေးနဲ့ကလအောင်ရှေ့တို့ပြီးတော့လေးလေးရှေ့တို့လေးလေးသင်္ကန်းလေးကလေးလေးလားသင်္ကန်းကခိုင်းလိုက်ပါလေး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 သင်္ကန်းကလိုက်အောင်လေးလေးသင်္ကန်းကခိုင်းလိုက်ကြောပြီးဒီပါနာဒီကမချတယ်အနေနဲ့နေတော့ရတယ်ဘုရားဟောကြားတဲ့အခါမှာမြတ်စွာဘုရားဟောကန်နေတယ်ဟောကန်နေတယ်ဓမ္မဆုံးယဟန်ဒီကိုတိုက်တွန်းတယ်သာဓုကံသူလောကမနတိကရောထာတရားကိုနာမယ်ဆိုရင်သေချာနားဆိုင်ထောင်ပါတဲ့သေချာလေးနှလုံးသွင်းပြီးနားပါ
ဘာဖြစ်လို့လဲဆိုတော့ဒီတရားဆိုတဲ့အတန်ကိုကြားရဖို့အတွက်မြတ်စွာဘုရားဟာလေးအစဉ်ချိန်နဲ့ကဘာတသိန်းစင်စင်ရဲရဲနဲ့ပါရမီတွေဖြည့်ကျင်းပြီးတော့ဒီတရားတွေကိုသိရှိအောင်အားထုတ်တော်မူခဲ့ရပါတယ်ပါရမီတွေဖြည့်ခဲ့ရပါတယ်မြတ်စွာဘုရားတယ်လားဆိုတော့မဟုတ်ပါဘူးမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုယနေ့သာသနာတော်တက္ကရာ2500ကျော်သည့်တိုင်အောင်သံဃာတော်အစဉ်အဆက်ကလည်းခက်ခဲပင်ပန်းဆင်းရဲစွာနဲ့ဆောင်လာခဲ့ကြရတာဖြစ်ပါတယ်ဒါကြောင့်တရားတစ်ပုဒ်ကိုနာဖို့ဆိုတာကမိမိတို့အဲ့ဒီတရားတစ်ပုဒ်ရဲ့တန်ဖိုးကိုသိရှိသည်ဖြစ်စေမသိရှိသည်ဖြစ်စေဒီတရားရဲ့တန်ဖိုးဟာအလုံးမတန်မှမြင့်မြတ်ပါတယ်တရားတစ်ပုဒ်နာရဖို့အတွက်ဒီလိုသာသနာ2500ကျော်တဲ့အထိတရားတော်တွေကိုမပြောင်းမပြတ်ခေါ်ကြားနိုင်အောင်လို့တန်ဃာတော်အရှင်သူမြတ်တွေဆောင်ခဲ့ရတဲ့တန်ဖိုးကိုတွက်ကြည့်ရုံနဲ့ဒီတရားတော်ရဲ့တန်ဖိုးဟာဖြတ်လို့မရဘူးဒါကြောင့်တရားတစ်ခါနာပြီဆိုလို့ရှိရင်ငါတို့နေ့စဉ်ကြားနေကြနေကောင်းသလားဘာဟင်းချက်တုံညာဟင်းချက်တုံအဲ့ဒီလိုအတန်နေတဲ့ဒီတရားတစ်ပုဒ်ရဲ့အတန်ကပို့ပြီးတော့မြင့်မြတ်လာတယ်ဒါကြောင့်ဒီတရားတစ်ပုဒ်ကိုငါတို့သိချနားဆိုင်ထောင်းမယ်ဘာဖြစ်လို့အဲ့ဒီတရားကိုသိချနားဆိုင်ထောင်းတဲ့လဲဆိုလို့ရှိရင်ဦးဇင်းတို့ရိုးအချိန်ကာလတွေမှာဘရဝါတွေကမိမိတို့တန်ត្រာတစ်လျှောက်လုံးမှာကျင်လည်နေစဉ်ကာလအတွင်း30ဘုံကလွဲရင်ဟိုဘက်ကိုကြံပြီးတော့မတွေးနိုင်ကြဘူးဒါက30ဘုံတောင်မှပဲဇန်အပိန်ရင်ရတဲ့ယတိတွေအဲ့ဒီလိုပုံကိုယ်တွေနဲ့တွေ့မှသာလေဒီလူဘုံမှာတခြားသောဘုံတွေရှိတယ်ဆိုတာသိကြရတယ်အဲ့ဒီလိုဇန်ရတဲ့ယတိတွေကမရှိဘူးဆိုလို့ရှိရင်လူဘုံမှာတခြားသောဘုံကိုကောင်းကောင်းမသိကြရဘူးအဲ့ဒီဇန်ရတဲ့ယတိတွေကလည်း30ဘုံကနေပြီးတော့ကြော်လွန်ပြီးတော့မပြောနိုင်ကြဘူး30ဘုံဆိုတာကအများသေးတယ်အဲ့ဒီဇန်ရတဲ့ယတိတွေကသူတို့ရတဲ့ဇန်အလျောက်ဥပမာသူတို့ကရူပဇန်ကိုရမယ်ဆိုရင်ရူပဘုံအထိပဲလှမ်းပြီးတော့ကြည့်လို့ရတယ်အရူပဇန်ကိုရမယ်ဆိုရင်အရူပဘုံအထိပဲလှမ်းကြည့်လို့ရတယ်သူတို့ရဲ့ဉာဏ်နဲ့ဟိုဘက်ကိုလှမ်းပြီးတော့ကြော်ပြီးတော့မမြင်နိုင်ဘူးကြော်ပြီးတော့လည်းမကြည့်နိုင်ဘူးအဲ့ဒါကြောင့်ဒီလို30ဘုံကနေပြီးတော့အလွတ်ဖြစ်တဲ့ဘုံဌာနနိဗ္ဗာန်30ဘုံမှာအလွတ်ဖြစ်တဲ့နိဗ္ဗာန်ရှိသေးတယ်ဆိုတာဦးဇင်းတို့ကြံတဲ့အချိန်ဒီမှာကြားခွင့်မရဘူးမြတ်စွာဘုရားပွင့်တော်မူလာမှသာကြားရတယ်ဘာဖြစ်လို့မြတ်စွာဘုရားပွင့်တော်မူလာမှဒီ30ဘုံကအလွတ်ဖြစ်တဲ့တန်ត្រာဝိတ္တုခာကြီးကအလွတ်ဖြစ်တဲ့နိဗ္ဗာန်ကိုကြားခွင့်ရတယ်လဲဆိုရင်မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးကြောင့်ဦးဇင်းတို့ဒီ30ဘုံကအလွတ်ဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့စကားလေးကိုကြားခွင့်ရတာဒါကြောင့်အဲ့ဒီနိဗ္ဗာန်ဆိုတဲ့စကားလေးတစ်ခွင်းကပဲဦးဇင်းတို့ကအလွန်မတန်မှတန်ဖိုးကြီးလာတယ်ဥပမာပြရမယ်ဆိုရင်တော့ယောဂတစ်ခုခုဆွဲကပ်နေတဲ့လူတွေအတွက်အဲ့ဒီယောဂနဲ့လိုက်ဖက်တဲ့ဆေးကိုကြားလိုက်ရတဲ့အခါတန်ဖိုးမဖြတ်နိုင်ဘူးပဲဦးဇင်းတို့သန္တရာတစ်လျှောက်လုံးမှာတစ်ခါမှမကြားဘူးမနာဘူးတဲ့နိဗ္ဗာန်ဆိုတဲ့စကား30ဘုံမှာအလွတ်ဖြစ်တဲ့ဘဝခန္ဓာတွေမရှိတဲ့နိဗ္ဗာန်ဆိုတဲ့အရက်ဒေတာကြီးရှိတယ်နိဗ္ဗာန်ဆိုတဲ့အေးချမ်းတဲ့ဒေတာကြီးရှိတယ်ဆိုတာမြတ်စွာဘုရားပွင့်မှာကြားရတဲ့အတွက်အဲ့ဒီနိဗ္ဗာန်ဆိုတဲ့စကားလေးကြားရတဲ့အခိုက်မှာတော့ကြံတဲ့အရာတွေကိုမေ့ပြပေးပါကြံတဲ့အရာတွေကအချိန်ကြီးကြားခဲ့ဘူးပါလေလူစည်းစိမ်ဆိုတာလည်းကြားခဲ့ဘူးတယ်နတ်စည်းစိမ်ဆိုတာလည်းကြားခဲ့ဘူးတယ်မေ့သွားတာလည်းရှိတယ်ကြားခဲ့ဘူးကြပါလေကြားဘူးယုံတယ်မကဘူးတချို့စည်းစိမ်တွေကကိုယ်တိုင်ခံစားခဲ့ဘူးကြပါလေဒါပေမဲ့ဒီနိဗ္ဗာန်ဆိုတဲ့စကားကတော့အခုလိုမြတ်စွာဘုရားသာသနာတော်နဲ့ကြုံမှမြတ်စွာဘုရားရဲ့တပည့်သားတန်ဃာတွေကနေပြီးတော့ဒီတန်ត្រာဒီခန္ဓာဒုက္ခလွတ်ရနိဗ္ဗာန်ချမ်းသာကြီးရှိတယ်လို့ယဟန်တန်ဃာတွေဟောတဲ့အခိုက်အတန့်မှာကြားကြရတာဖြစ်တယ်ဒါကြောင့်အလွန်မတန်တန်ဖိုးရှိတဲ့စကားကိုကြားနေရတဲ့အခိုက်မှာတော့တန်ဖိုးရှိတဲ့စကားကိုလည်းအာရုံစိုက်ပါအဲ့ဒီလိုမှမဟုတ်ဘူးတန်ဖိုးရှိတဲ့စကားကိုကြားနေရတဲ့အခိုက်မှာတန်ဖိုးရှိတဲ့အရာကိုအာရုံမစိုက်ဘူးဆိုလို့ရှိရင်တော့ဆုံးရှုံးနေတာသူကမိမိတို့ကိုယ်တိုင်တာဖြစ်တယ်တခြားသူကမဆုံးရှုံးမနေတာဘူးဘာဖြစ်လို့လဲဆိုတော့တိသွားတဲ့လူကမဆုံးရှုံးမနေတာဘူးမတိသေးတဲ့လူကဆုံးရှုံးနေတာတယ်ဒါကိုဦးဇင်းတို့ဥပမာကာရကတခုထုတ်ပြရမယ်ဆိုရင်ဟုတ်လားဒီဒကာမကြီးတို့တင်ကြီးတို့နဲ့တကွာကြွားရောက်လာကြကုန်တော့တရားနာပိဋကပေါင်းတော်ကောင်းတွေကဦးဇင်းတို့ဇာတိမြေတဏ္ဍကံရွာဆိုတာကတော့လူတိုင်းသိကြတယ်မသိရင်တော့မှတချို့ကလည်းကြားဘူးတင်ကြတယ်အဲ့ဒီတဏ္ဍကံရွာဘေးကအင်တော်ရွာဆိုတာရှိတယ်အင်တော်ရွာလည်းကြားဘူးကြတယ်နော်အင်တော်ရွာလည်းသိကြတယ်ဟိုအရင်ကာလတုန်းကတဲ့ဦးဇင်းတို့အဲ့ဒီအင်တော်ရွာက
နေလို့နေစားသမားတယောက်ကဦးဇင်းတို့တနက်ကံကိုလာပြီးတော့မြေပဲပေါ်ရက်ဆိုရင်မြေပဲလေးလာပြီးတော့ဆွတ်ကြရမြေပဲလေးလာဆွတ်ကြရအင်တော့ကနေပြီးတော့တနက်ကံကိုလာဆွတ်ရတာဆိုတော့မနဲ့စိုးစိုးစီစီထားရတာပေါ့မြေပဲလေးဆွတ်ချင်ရမနဲ့9နာရီလောက်ချမယ်ဆိုရင်အင်တော့ရွာထားတယ်ကွာမနဲ့4နာရီလောက်ကတိုင်းထအချက်ပြုတ်ပြီးတော့သမင်းထုတ်ပြီးတော့လာရမယ်ဆိုရင်အလုံးမတန်မှပင်မနဲ့အင်ကြီးလည်းမဝသေးဘဲနဲ့မြေပဲလေးဆွတ်ရတွေကလည်းဇက်တိုက်ကြီးတွေဆိုတော့အဲ့ဒါမြေပဲလေးဆွတ်ရရောက်ပြီဆိုလို့ရှိရင်လူကလည်းပင်ပန်းမလုံးချင်လို့လည်းမရဘူးဒါလုံးမှထမင်းစားရမယ်ဆိုတော့အင်တော့ရွာနေစိုးစိုးစီစီဟောလာမနေ့4နာရီလောက်ကတည်းကထပြီးတော့ချက်ပြုတ်ပြီးတော့တနက်ကံကိုသူများတဲ့ရေပဲသီးဆွတ်ချင်အပြီးဆင်းလာရတာဆိုတော့အဲ့ဒီအင်တော့သားတယောက်ကတနက်ကံလူကိုပြောတယ်တဲ့သူနောက်ဘဝလူဖြစ်ခွင့်ရမယ်ဆိုလို့ရှိရင်တနက်ကံမှာလူဖြစ်ခွင့်ရပါလို့ဒီသူသိတာပါပဲသိတယ်အင်တော့နဲ့တနက်ကံပဲသိတာသူရန်ကုန်သိတယ်လားမသိပါဘူးဗျာဖြစ်လို့လားမသိဘူးဟုတ်တယ်မလားရန်ကုန်လည်းမသိတယ်လို့စင်ကာပူသူသိလားမသိပါဘူးเนาะအမေရိကန်သူသိသလားမသိပါဘူးအဲ့ဆိုတော့သူဘာပဲဆူတောင်းသူသိတာလေးကိုပဲဆူတောင်းတာเนาะအင်ဒေါကနေတနက်ကံမှာလူဖြစ်ရပါလို့အင်ဒေါနဲ့တနက်ကံဘာထူးလို့ဘာမှမထူးဘူးလေဟုတ်တယ်မလားဒါပေမဲ့သူ့ရဲ့အသိဉာဏ်မှာကဘာပဲသိတယ်လေအင်ဒေါနဲ့တနက်ကံကိုသိတယ်ဒါကြောင့်သူနောက်ဘဝလူဖြစ်လို့ရှိရဲ့တဲ့တနက်ကံမှာလူဖြစ်ရပါလို့ဆိုတော့တနက်ကံလူတွေကမေးတယ်ဘာဖြစ်လို့တနက်ကံမှာလူဖြစ်ဖို့ဆူတောင်းတာလဲဆိုတော့မြေပဲသီးဆော့အောင်ကိုတနက်ကံမှာလူလာဖြစ်လို့ရှိရင်အဲ့လိုအစောကြီးမထရတော့ပဲねဘာဖြစ်လဲစောစောစီစီတဲ့မထတရားမလို့ပင်မခံတရားမလို့ပဲနဲ့ဟလာမိုးလင်းမှထပြီးတော့အေးအေးဆေးဆေးလာလို့ရအောင်လို့ဒါလေးကတကယ်တမ်းတော့တာမန်တွေးကြည့်လိုက်လို့ရှိရင်တော့အိုးဘာထူးမှလဲသူကသူအင်တော့မှဟုတ်တာပေါ့အင်တော့ကနေပြီးတော့တနက်ကံကိုလာဆွတ်ရလို့သူဒီဆုတောင်းတာတကယ်တမ်းကအဲ့လူကရန်ကုန်ရှိမယ်မှန်သိရင်သူဘာဆုတောင်းမှာလဲရန်ကုန်ဆုတောင်းပါအဲ့လိုဆိုတော့တနက်ကံနဲ့ရန်ကုန်နဲ့ဘယ်ရတာလဲရန်ကုန်ကတာတော့ရန်ကုန်တောင်းမယ်နော်ဟုတ်ပြီအဲ့ဒီလူကအဲ့ဒီတဲ့ဘုရားလေးကိုရှိသွားတယ်ရန်ကုန်တက်တာတဲ့ဥပမာခုခေတ်ဆိုလို့ရှိရင်တော့စင်ကာပူတို့ဂျပန်တို့ပေါ့နော်စင်ကာပူတို့ဂျပန်တို့ရှိမှန်းသိရင်ရန်ကုန်ဆုတောင်းမလားတောင်းပါဘူးဘယ်ဟာကိုတောင်းမလဲစင်ကာပူတို့ဂျပန်တို့တောင်းဟုတ်ပြီအဲ့လိုဆိုသူအဲ့စင်ကာပူတို့ဂျပန်တို့တာတဲ့အမေရိကန်ကိုသူသိတယ်ဆိုသူဘယ်ကိုတောင်းမလဲအမေရိကန်ကိုတောင်းပါပါမယ်အဲ့ဒါပဲလူဆိုတာကိုသိတဲ့လောက်ကလေးကိုပဲအကြီးထင်တာနော်ကိုသိတဲ့လောက်ကလေးကိုပဲအသာဆုံးထင်တာအဲ့လိုဆိုတော့ဘုဒ္ဓရကမာတွေကိုလေးမယ်နော်အခုကိုနေတိုင်းကုသိုလ်ကောင်းမှုလုပ်တိုင်းမှာစုတာဘာစုတောင်းတာများလဲနိဗ္ဗာန်တောင်းတာနိဗ္ဗာန်တောင်းတာသိကြလို့လားသိကြပါဘူးချဲပေါက်ဖို့ဖြီပေါက်ဖို့ဟုတ်တယ်မလားသားသမီးတွေအစဉ်ပြေဖို့တိုက်တစ်လုံးကနေနှလုံးဖြစ်ဖို့ကားတစ်စီးကနေနှစ်စီးဒါပဲစုမတောင်းဘူးလားတောင်းပါတယ်ခင်ဗျာဘာဖြစ်လို့လဲဒါပဲသိတာဟိုเนาะဒါပဲသိတာเนาะအဲ့ဒါလေးကတန်ဝင်ကတကယ်ညီစရာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့တန်တရားလုံးမှာလည်းသိလာတဲ့သားတွေသမီးတွေနဲ့အစဉ်ပြေဖို့เนาะအိမ်မှာကောင်းကောင်းနေရဖို့ဘဝမှာစိတ်ကြကြနဲ့နေရဖို့ဒါတွေပဲစုမတောင်းကြဘူးဒါတောင်းပါတယ်ခင်ဗျာဘာဖြစ်လို့လဲဒါပဲသိလို့เนาะဒါပဲသိလို့အဲ့ဒါကြောင့်မလို့အဲ့ဒီတဲ့စိုးစိုးလေးကအင်ဒေါသားရဲ့ဆူတောင်းတန်ကိုရန်ကုန်ကနေကြားတဲ့အခါအဲ့ဒီအင်ဒေါသားမနာစရာမကောင်းဘူးလားကောင်းပါတယ်ခင်ဗျာအခုဒကာမတွေတောင်းတဲ့ဆူတန်ကဟောတာယဟန္တာပုဂ္ဂိုလ်ကြီးကြားရင်တနာစရာမကောင်းဘူးကောင်းပါတယ်ခင်ဗျာအဲ့လိုတော့ကိုယ့်အကူပါဖြစ်ရမှာလေတနာဘောဟုတ်တယ်မလားစိုးစိုးလေးကအင်ဒေါသားရဲ့ဆူတောင်းတန်ကိုရန်ကုန်သားကြားရင်ဒီပေါ့ကွာဘာမှမဟုတ်တဲ့တနက်ကအင်ဒေါနဲ့ဟိုဘက်ဒီဘက်တနက်ကလည်းဘာမှမဝေးတဲ့ဟာကြီးကိုတောင်းတရားရှာလို့တနက်ကံကိုတွားပြီးလူဖြစ်ဖို့ဆူတောင်းရသလားတကယ်တမ်းဆိုရန်ကုန်ကိုဆူတောင်းရမှာဒါကဘုရဲ့အတွေ့ရဲ့ရန်ကုန်သားရဲ့အတွေ့စင်ကာပူတို့ဂျပန်တို့ကလူတွေကမြန်မာပြည်မှာရောက်လာလို့ရှိရင်ဟာဒုက္ခတွေရောက်နေတာတွေ့လို့ရှင်သူကလည်းဘယ်လိုပြောမလဲဒီကောင်တွေဒီမြန်မာပြည်မှာအားရှိပြောနေရတယ်လို့တကယ်တမ်းငါတို့နိုင်ငံမှာလာပြီးတော့ဗာဖြစ်ရမှာလေဆူတောင်းရမှာငါတို့နိုင်ငံမှာလူဖြစ်ဖို့ဆူတောင်းရမှာဒါသူတို့ရဲ့အတွေ့အမေရိကန်နိုင်ငံသားအနေနဲ့တွေ့ရင်လည်းဗာဖြစ်တယ်သူတို့လည်းလိုပဲတွေးမှာပဲပြောချင်တာကဒါလောက်ပဲသိရအောင်เนาะအဲ့လိုဆိုတော့ဖရာယဟန္တာတွေရဲ့အတွေးနဲ့သာဦးဇင်းတို့ရဲ့ဆူတောင်းတွေကိုတွက်ကြည့်လိုက်မယ်။ဒါနားစရာမကောင်းဘူးလား။ကောင်းပါရဲ့။ကောင်းတာပေါ့ဒီခြားခြားတဲ့အိုလိုက်နာလိုက်ဒီလိုက်တစ်ခါဒီထက်ခါဒီပြန်နေရမယ်ဘဝကြီးကိုပြန်ဆူတောင်းနေတယ်ဆိုရင်ဖရာယဟန္တာတွေရဲ့အတွေးနဲ့သာဦးဇင်းတို့ရဲ့ဆူတောင်းကိုကြည့်လိုက်လို့ရှိရင်နားစရာမကောင်းဘူးလား။ကောင်းတာပေါ့။ဘာမှမဖြစ်ဘူး။နားလည်းပိန်လုံးပြီเนาะပြောရမယ်ဆိုတော့တာဇန်တွေပေါ့ဟုတ်တယ်မလား။ဆိုတော့လေအင်ဒေါသားတစ်နက်ကောင်ဆူတောင်းတော့ဒီတာဇန်တော်သားဘာမှမသိဘူးရန်ကုန်အကြောင်းကိုမသိလို့ဒီကောင်တာတောင်းတာเนาะအခုလေတို့ကမာတွေတေချာကိုယ့်အကိုပြန်စဉ်းစားကြည့်ကြပါတနေ့မှာကိုဘာဆူတောင်းတယ်လဲဆိုတာတေချာပြန်စဉ်းစားကြည့်เนาะကိုတောင်းတဲ့ဆူကြီးကကိုတောင်းတဲ့ဆူကိုတေချာပြန်စဉ်းစားတယ်ငါတောင်းတဲ့ဆူထဲမှာ
နိဗ္ဗာန်လည်းမပါဘူးဆိုရင်ဒါဘာဖြစ်သွားလဲဒီကြတဲ့တာဇန်ဖြစ်သွားတယ်နော်တာဇန်ပဲတာဇန်ဆိုတာသိရမလားဒေါသရဲ့ဆူတောင်းဖြစ်သွားတယ်နော်စောစောလေးကအင်ဒေါသရဲ့ဆူတောင်းဖြစ်သွားတယ်ဘာတောင်းရမှာလဲအဲ့လိုဆိုဆူတာနိဗ္ဗာန်ဆိုတော့ လိုချင်တာစောစောလေးကတော့အင်ဒေါသကတနက်ကံကိုလိုချင်တဲ့ဆူတောင်းတာအခုတို့တို့ဓမ္မတွေနိဗ္ဗာန်ကလိုချင်တဲ့ဆူတောင်းတာဟုတ်အဲ့ဒါမလိုချင်သေးရင်အဲ့ဒါတိုးတာဇန်ဒေါသဘဝမတတ်ဘူးနော်အဲ့ဒါကြောင့်နိဗ္ဗာန်ကိုသိချတောင်းတာဘာဖြစ်လို့နိဗ္ဗာန်ကိုသိချတောင်းခိုင်းရတယ်ဆိုရင်ဦးဇင်းတို့စဉ်းစားကြည့်လိုက်လေဒီဘဝရှင်ဘရင်ဖြစ်လေနောက်ဘဝကျတော့ဘာဖြစ်ရင်ဖြစ်မှာလဲကုသိုလ်ကံကုန်သွားရင်ခွေးဖြစ်ရင်ဖြစ်မှာပဲဟုတ်တယ်အပေပုံလည်းရောက်မသွားနိုင်ဘူးလားအာမခံနိုင်ဘူးလားငါဒီဘဝရှင်ဘရင်ဖြစ်တဲ့နောက်ဘဝကတော့ရှင်ဘရင်နဲ့မြင့်တဲ့ဘဝဖြစ်မှာလို့အာမခံနိုင်ဘူးလားခံနိုင်ပါဘူးဗျာငါဒီဘဝဆရာဝန်ဖြစ်တဲ့နောက်ဘဝငါဆရာဝန်တဲ့တော်တဲ့ဘဝရောက်တယ်လို့အာမခံနိုင်ဘူးလားခံနိုင်ပါဘူးဗျာအဲ့လိုဆိုတော့မသေးကြတဲ့ဘဝတွေခုနတွေကတာဇန်နော်အင်ဒေါသတနက်ကံကိုသူ့ကောင်းတာဘာမှမထူးတဲ့အဲဒီသူ့ကောင်းတာဘာထူးမှလဲဟုတ်တယ်မလားအဲ့လိုဆိုတော့ဦးဇင်းတို့ဖရာသာသနာတဲ့ကြုံတုံးမှာတော့ကောင်းကောင်းမွန်မွန်လေးဆူတောင်းကြပါတန်ဖိုးရှိတာလေးကိုဆူတောင်းကြပါနော်ဖရာသာသနာတော်နဲ့လွဲရင်နိဗ္ဗာန်ဆိုတာဖရာသာသနာတော်မရှိတော့ရင်နိဗ္ဗာန်ဆိုတာကြားဘူးလို့တော့မလွယ်ဘူးမှန်ပါဗျာကြားဘူးတော့လွယ်သလားလွယ်ပါဘူးဗျာလွယ်ဘူးဒါမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်အစွမ်းကြောင့်ကြားခွင့်ရတာအဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့ကျေးဇူးတွေကဘာဖြစ်လို့ဗုဒ္ဓဂုဏတော်အနန္တောလို့ပြောနေကြရတာလဲဘုရားကုံတွေကအတိုင်းအတာမရှိလို့ပြောတာငါတို့လည်းဘုရားမှာမပူဘူးလားမြတ်စွာဘုရားလွန်ခဲ့တဲ့2500ကျော်ကပြိဋိဘံဆက်သွားငါတို့ဘုရားမပူဘူးနဲ့ဘုရားကျေးဇူးကငါတို့ဘယ်မှာရှိလို့လဲလို့မေးတယ်နိဗ္ဗာန်ဆိုတဲ့စကားလေးတစ်ခွင်30ဘုံကလွတ်မြောက်တဲ့နိဗ္ဗာန်ဆိုတဲ့စကားလေးတစ်ခွင်ကြားခွင့်ရတာနဲ့မြတ်စွာဘုရားကျေးဇူးကဖြတ်လို့ရတယ်တိုင်းတာလို့ရတယ်မရဘူးနော်အတိုင်းအဆလုံးဝမရှိတော့ဘာဖြစ်လို့လဲဆိုတော့ဒီနိဗ္ဗာန်ဆိုတဲ့စကားကိုမြတ်စွာဘုရားရှိလို့လားကြားလိုက်ရတာဒီ30ဘုံကအလွတ်ဖြစ်တဲ့နိဗ္ဗာန်ဆိုတာရှိသေးတယ်ဆိုတာမြတ်စွာဘုရားကျေးဇူးကြောင့်ကြားရတာဟုတ်တယ်မလားမြတ်စွာဘုရားကျေးဇူးမရှိရင်ဒီစကားကြားနိုင်လားကြားနိုင်ပါဘူးမကြားရင်စိုးစိုးလေးကအင်ဒေါသားတွေလိုပဲတာဇန်တွေဘာပဲဆူတောင်းတယ်ဟုတ်တယ်မလားသားတွေသမီးတွေနဲ့အစင်းသေးသေးနေရပါလို့ဤမိတွေပြစ်တွေနဲ့စီးပွားဥစ္စာတွေနဲ့ကျမ်းမာရေးကောင်းကောင်းနေရပါလို့မတောင်းဘူးလားတောင်းပါတယ်တာဇန်စုတွေပဲပြန်တောင်းကြမှာဟုတ်တယ်မလားအခုမြတ်စွာဘုရားပြန်လာတိုးတာတယ်30ဘုံကအလွတ်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရပါစေလို့ပြီးဆိုတဲ့စုလေးတောင်းတယ်မရကြဘူးလားရတယ်ဒါဘုရားမြတ်စွာဘုရားရဲ့ကျေးဇူးနောက်တစ်ခါတရားတော်ရဲ့ကျေးဇူးမြတ်စွာဘုရားကဘုရားဖြစ်တယ်ဆိုတာဘာကိုသိလို့ဘုရားဖြစ်သွားတာတရားကိုသိလို့ဘုရားဖြစ်သွားတာလေဟုတ်တယ်မလားတရားမသိဘဲနဲ့ဘုရားဖြစ်ပါမလားဖြစ်ပါဘူးအဲ့လိုဆိုတော့အဲ့ဒီတရားတော်ရဲ့ကျေးဇူးကတော့တိုင်းတာလို့ရမရပါဘူးဘုရားဘူးလေကိုယ်ကဲဒုပရိသတ်ကြီးတို့ခုမေးမယ်နော်ကလေးဘဝတုန်းကတော့ကစားစရာအယုတ်ကလေးတွေနဲ့မကစားဘူးလားကစားပါတယ်ခင်ဗျာအဲ့ဒီအယုတ်ကလေးတွေကိုကလေးတွေကအလွန်မတန်းမှဟုတ်လားအဲ့ဒီအယုတ်တွေပေါ်မှာသူတို့နှစ်သက်မှုတွေမရှိကြဘူးလားရှိကြတယ်အဲ့ဒီအယုတ်ကလေးညာလာထိရင်တော့ကြိုက်တယ်ကြိုက်တယ်လားပါဘူးခင်ဗျာဘာဖြစ်လို့လဲအဲ့ဒီအယုတ်ကလေးတွေကသူတို့အတွက်အလွန်မတန်းမှတန်ဖိုးရှိတယ်လို့ထင်လို့ဟောအရွယ်လေးနည်းနည်းရောက်လာတော့သူတို့အဲ့ဒီအယုတ်နဲ့ကစားသေးလားကစားတော့ပါဘူးခင်ဗျာဘာဖြစ်လို့အဲ့ဒီအယုတ်ကိုတန်ဖိုးမရှိတော့ဘူးလို့သူတို့ရဲ့ဉာဏ်ကဘာဖြစ်သွားလဲသိသွားလို့ပါသိသွားပြီဟုတ်တယ်မလားရော့မင်းဒီယုတ်ဒီသိဆိုတော့သိတော့ဘာကွာသွားလဲဉာဏ်ကွာသွားတာဟုတ်တယ်မလားဟောနည်းနည်းလေးထပ်ပြီးတော့အရွယ်ကြီးလာတော့သူငယ်ငယ်တုန်းကကောင်းတယ်လို့ထင်ခဲ့တဲ့ຢာတွေသူဟိုဖြစ်သေးလားမထင်တော့ဉာဏ်ကွာသွားတာနော်ပြောနေတာကလုံးဝဆွန့်လွတ်နိုင်ဖို့ဆိုတာဉာဏ်ပညာပဲဆွန့်လွတ်နိုင်ဉာဏ်မဟုတ်ဘဲနဲ့မဆွန့်လွတ်နိုင်နော်ငါဒါမလုပ်ဘူးလို့ဘာမလုပ်တော့ဘူးညာမလုပ်တော့ဘူးဆိုတာဉာဏ်ကပဲအပြီးအပြတ်ဆွန့်လွတ်နိုင်တာဦးဇင်းတို့မြတ်စွာဘုရားဖြစ်သွားတယ်ဆိုတာဘာကြောင့်ဘုရားဖြစ်လာလဲဉာဏ်ကြောင့်တပ္ပညုတဉာဏ်လို့သုံးထားတယ်နော်တပ္ပညုတကြံတဲ့ပစ္စည်းဥစ္စာတွေသုံးသလားမသုံးဘူးတပ္ပညုတဉာဏ်လို့ပဲသုံးတာနော်တပ္ပညုတဉာဏ်ကြောင့်ဘုရားဖြစ်တဲ့ကိလေသာအလုံးကိုပယ်တတ်နိုင်သွားတယ်ဘာကြောင့်လဲဉာဏ်ကြောင့်နောက်တစ်ခါဦးဇင်းတို့ယဟန္တာပုဂ္ဂိုလ်တွေယဟန္တာဘာလို့ဖြစ်သွားလဲဆိုတော့အရဟတမဉာဏ်အရဟတဘုဉာဏ်ဘာကြောင့်လဲဉာဏ်ကြောင့်ပဲကိလေသာကိုပယ်သွားတာဉာဏ်ကြောင့်ပဲအဲ့ဒီသူ့အောက်ကယဟန္တာပုဂ္ဂိုလ်ရဲ့အောက်ကဘာရှိလဲဆိုတော့အနာဂံပုဂ္ဂိုလ်သူတို့လည်းအနာဂါမိမဉဏ်အနာဂါမိဘုဉာဏ်ပရိသတ်ပြီးတော့ဩဃာတသုတော်ထဲမှာလည်းမဉဏ်ဘုဉာဏ်ဆိုပြီးတော့ဘာဖြစ်တာလဲဉာဏ်လေးမပါဘူးလားပါပါတယ်ဉာဏ်ပါတယ်နော်အဲ့ဒါကြောင့်မလို့ဉာဏ်နဲ့ပဲပယ်နိုင်တာအဲ့ဒီဉာဏ်ကိုရဖို့ကဒီတိုင်းကြီးထိုင်နေလို့ဉာဏ်ကရလားမရပါဘူးဗျာ
သုတ်တုတာဝတ္တတေပညာတဲ့တရားတော်ကိုနာကြားခြင်းတည်းဟူသောအကြောင်းကြောင့်သာအဲ့ဒီပညာဆိုတဲ့ဉာဏ်တရားတွေကတိုးသွားတယ်ဒီတိုင်းကြီးငုံလုံးထိုင်းနေလို့ဉာဏ်ကတိုးသလားမတိုးဉာဏ်တိုးတယ်ဆိုတာဘာကြောင့်လဲတရားတွေနာလို့ဉာဏ်တိုးတာသုတ်တုတာဝတ္တတေပညာတရားတော်ကိုနာကြားရခြင်းတည်းဟူသောအကြောင်းကြောင့်သာမိမိတို့ရဲ့အသိဉာဏ်တွေကတိုးတက်လာတယ်အသိဉာဏ်မတိုးတက်တဲ့လူကဘယ်အရာမှဟုတ်လားဘယ်မကောင်းမှုကိုမှသူမစွန့်လွတ်နိုင်ဘူးနော်မကောင်းမှုကိုမစွန့်လွတ်နိုင်တယ်ဆိုတာမစွန့်လွတ်နိုင်ဘူးဆိုတာသူဟာအသိဉာဏ်မကြီးထွားတာဘူးအသိဉာဏ်မရှိလို့လားသူမကောင်းမှုကိုမစွန့်လွတ်နိုင်ဘူးအသိဉာဏ်ရှိတဲ့လူကြတော့မကောင်းမှုကိုစွန့်လွတ်နိုင်သွားတယ်နော်စွန့်လွတ်နိုင်သွားတယ်ဆိုတာဘုရားယဟန္တာတွေကိုလုံးဝဒီသမုတ်စေတာပဟံအမြင့်ပြတ်မပယ်သေးအမြင့်ပြတ်မပယ်နိုင်သေးတော့သူကတရင်ကပဟံနဲ့ပယ်နိုင်သွားတယ်မကောင်းမှုကိုသူမလုပ်တော့နော်ဒါမကောင်းဘူးဆိုရယ်ပါဏာတိပါဒသူတော်ဘာအသက်ကိုသူတော်ဘာအသက်သက်တာမကောင်းဘူးဆိုရင်သူအသိဉာဏ်ရှိတဲ့လူကတော့ဒီဟာမကောင်းမှန်းသိတဲ့တော့သူပယ်နိုင်သွားတယ်ဉာဏ်ကြီးတဲ့လူကဉာဏ်မကြီးတဲ့လူကကျတော့ပယ်နိုင်သလားမပယ်နိုင်သေးဘူးသူအခွင့်မကြုံသေးလို့မလုပ်တာပဲရှိတယ်အခွင့်ကြုံသူဘာဖြစ်မှာလဲလုပ်ပါလေအဲ့ဒါဘာကွာသွားလဲဆိုတော့ဉာဏ်ကွာသွားတာနော်အသိဉာဏ်ရှိခြင်းမရှိခြင်းကွာသွားတာဒါကြောင့်အဲ့ဒီအသိဉာဏ်ကြီးရဖို့ဆိုတာတရားတော်ရဲ့ကျေးဇူးကြောင့်လားအသိဉာဏ်ကရတာဟုတ်တယ်မလားအဲ့လိုဆိုတော့မိမိတို့မှာတကယ်အသိဉာဏ်ရသလားမရသလားဆိုတာကိုယ်တရားတွေဘလောက်နာထားတယ်တရားတွေနဲ့ပတ်သက်လို့ရှိရင်ကိုယ်ဘလောက်ပြီးတော့အကြအမြင်သုတရှိတယ်လဲပုံမှာမြင်တယ်နော်ဥပမာထားပါတော့ကျောင်းမသွားဘူးတဲ့ကလေးစာမသင်ဘူးတဲ့ကလေးကစာဖတ်တတ်သလားဖတ်တတ်ပါဘူးဗျာရေရင်ကြီးကြီးရောပြောတတ်သလားပြောတတ်ပါဘူးဗျာဘာဖြစ်လို့လဲသူပညာသင်ကြားခွင့်မရဘူးပညာသင်ကြားခွင့်မရတဲ့အတွက်သူမှအသိဉာဏ်ရှိသလားမရှိပါဘူးဗျာမရှိဘူးเนาะအဲ့ဒါကြောင့်အသိဉာဏ်ကြောင့်ကွာသွားတာအခုလည်းဒီလိုပဲမိမိတို့ဒီတန်ត្រာမှာဒါတွေကိုဒုက္ခကိုဒုက္ခမှန်သိအောင်မမြဲတာကိုမမြဲမှန်သိအောင်ကဘုသူရဲ့အကျိုးကျေးဇူးကြောင့်ဆိုတရားတော်ရဲ့အကျိုးကျေးဇူးကြောင့်လားမိမိတို့ရဲ့အသိဉာဏ်ကြီးကမြင့်လာမှာဖြစ်တယ်တရားတော်ကိုမနာကြဘဲနဲ့အသိဉာဏ်ကြီးကအသက်ကြီးလို့ကြီးမလာဘူးဟုတ်တယ်မလားခုထောင်ကြနေတဲ့လူတွေထဲမှာအသက်ကြီးရဲ့လူတွေမပါဘူးလားပါပါတယ်ခင်ဗျာသူတို့အသက်ကြီးတာပဲအသိဉာဏ်ဘာလို့ကြီးမသွားလဲတရားမနာရဘူးเนาะတရားတော်တွေကိုအမြဲတမ်းနာကြားခွင့်မရဘူးတရားဝိနာကတရားကိုဖွင့်နေတော့နာကြီးပါတယ်ဆိုတဲ့လူတွေအဲ့လိုအသိဉာဏ်မဲ့တဲ့လူတွေကဟောလောကရန်တရားရဲ့အလှုပ်အခတ်တွေနဲ့ကြုံတဲ့အခါကျတော့ဘောဓာတွေမထိန်နိုင်နေနဲ့အမှားတွေလုပ်ပြီးတော့ဘာလို့ဖြစ်သွားလဲထောင်ထဲတွေရောက်ကုန်ကြတာအဲ့ဒါဘာဖြစ်လို့လဲတရားနဲ့ဝေးနေလို့ဒါကြောင့်လူတစ်ယောက်ချမ်းသာဖို့အတွက်အကျိုးကျေးဇူးပြုတဲ့အခါမှာတရားတော်ရဲ့ကျေးဇူးကလည်းဓမ္မကုဏောအနန္တောဆိုတာတရားတော်ရဲ့ကျေးဇူးကလည်းတိုင်းတာလို့မရဘူးဟုတ်လားတရားတော်ကိုနားထားတဲ့လူတွေကသူတစ်ပါးကိုကသွားပြီးတော့အနောက်အရှက်ဒုက္ခမပေးတယ်လို့ကိုယ်စီကိုလည်းတရားတော်ကအကာအကွယ်ပေးထားတဲ့အတွက်ကိုယ်စီကိုလည်းဘယ်အနောက်အရှက်ဒုက္ခမှမလာတဲ့အတွက်တရားနာကြားရတဲ့လူအသိဉာဏ်ကြီးမားတဲ့လူတွေကချမ်းချမ်းသာသာနေခွင့်ရတယ်ဘဝကိုအေးဆေးစွာဖြတ်သန်းခွင့်ရတယ်နော်ကြောင်းကြမယ်အေးအေးဆေးဆေးဖြတ်သန်းခွင့်ရတယ်ဒါကြောင့်ဓမ္မကုဏောအနန္တောတရားတော်ရဲ့ကျေးဇူးတွေကလည်းတိုင်းတာလို့မရဘူးနောက်တစ်ခါတန်ဃာတော်ရဲ့ကျေးဇူးတန်ဃာကုဏောအနန္တောတန်ဃာတော်ရဲ့ကျေးဇူးကဘာလဲဆိုတော့အဲ့ဒီမြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကပြိဋိဘံဆံသွားပြီအဲ့လိုဆိုတော့မြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့တရားတွေဒီနေ့အထိနာခွင့်ရတာကဘယ်သူကျေးဇူးလဲတန်ဃာတွေရဲ့ကျေးဇူးတွေတန်ဃာတွေကတရားတွေကိုနှုတ်တဲ့အာကုန်ဆောင်ပြီးတော့အစဉ်စဉ်ကြင်ကြံပွားများပြီးတော့တည်ဆောင်လာခဲ့ကြလို့ဒီလို30ဘုံမှာအလွတ်ဖြစ်တဲ့နိဗ္ဗာန်ဆိုတာရှိသေးတယ်ဘဝခန္ဓာတွေထက်ခါသိနေရတဲ့ဘဝတွေအဲ့ဒီသိနေရတဲ့ဒုက္ခတွေကကင်းတဲ့နိဗ္ဗာန်ဆိုတာရှိသေးတယ်နိဗ္ဗာန်ရောက်သွားလို့ရှိရင်ဘဝခန္ဓာလည်းမရှိတော့ဘူးသိစရာလည်းမလိုတော့ဘူးအမြဲတမ်းချမ်းသာသွားပြီဘာဒုက္ခမှမရှိတော့ဘူးအဲ့ဒီလိုစကားလေးတစ်ခွင်ကြားလာရတာကဘုသူရဲ့ကျေးဇူးကြောင့်လေတန်ဃာတွေရဲ့ကျေးဇူးကြောင့်ဟုတ်ပြီလားအဲ့လိုဆိုတော့မိမိတို့ယရနာမြတ်၃ပါးကိုဘာကြောင့်ကိုးဝယ်ရတယ်ဒီယရနာမြတ်၃ပါးကဘာဖြစ်လို့မိမိတို့အပေါ်မှာကျေးဇူးတွေများနေရတယ်လဲဆိုတာအခုသိပြီလားသိပါပြီခင်ဗျာဟုတ်တယ်နော်အဲ့ဒါဘာဖြစ်လို့သိရလဲဆိုရင်စောစောလေးကမြတ်စွာဘုရားပွင့်တော်မူခဲ့လို့မြတ်စွာဘုရားဟောကြားတဲ့တရားတွေကိုနာကြားရလို့အဲ့ဒီတရားတွေနာကြားနိုင်အောင်တန်ဃာတော်တွေကအစဉ်စဉ်ဟုတ်လားဒီတရားတော်တွေကိုမပြောင်းမပြတ်အောင်ထိမ့်သိမ်းစောင့်ရှောက်ဟောပြောခဲ့ကြလို့ဟုတ်ပြီလားမှန်ပါဗျာဟုတ်ပြီနောက်တစ်ခါမိမိတို့အနန္တောတဏ္ဍ၅ပါးထဲမှာနောက်ထပ်မာတာပိတုကုဏောအနန္တောလူအဖြစ်သာမရခဲ့
ဒီတရားတွေနာကြားခွင့်ရပါမလား မရပါဘူးဗျာ ဟောလူအဖြစ်တော့ရပါရဲ့ကိုယ့်ရဲ့မိဘတွေကတခြားဘာသာဝင်တွေဆိုရင်ဟောဒီတရားကိုနာကြားခွင့်ရပါဘူး မရပါဘူးဗျာ ကဲအဲ့လိုဆိုတော့လူအဖြစ်ကိုလည်းရတယ်မိမိတို့ရဲ့မိဘတွေကဟုတ်လားဒီဗုဒ္ဓဘာသာဝင်အနွယ်တွေဖြစ်တဲ့အတွက်30ပုံကအလွတ်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာရှိသေးတယ်ဆိုတဲ့စကားလေးကိုကြားခွင့်ရတော့မိမိတို့တာဇန်အဖြစ်ကနေလွတ်မြောက်မသွားဘူးလား ဟုတ်ပါတယ်ဗျာ ဟုတ်တယ်လေဟုတ်တယ်မလားအဲ့လိုနိဗ္ဗာန်ဆိုတာရှိသေးတယ်ဆိုတော့ဆူတောင်းခွင့်ရတယ်ဟုတ်လားမိမိတို့ရဲ့မိဘတွေကလည်းဗုဒ္ဓဘာသာဝင်လည်းဖြစ်တယ်ဗုဒ္ဓဘာသာဝင်ဖြစ်ရုံနဲ့မကဘူးငါတို့ရဲ့မိဘတွေကအမြဲတမ်းတရားတွေနားတယ်အလှူအတန်းတွေလုပ်တဲ့အတွက်မိမိတို့ဒီတရားစကားကိုကြားနာခွင့်ရတာအလှူအတန်းမလုပ်တဲ့မိဘနော်တရားမနာတဲ့မိဘဆိုရင်အဲ့ဒီမိဘသားအဲ့ဒီရဲ့မိယိုးဖလာဗုဒ္ဓဘာသာဖြစ်နေတဲ့မိဘရဲ့သားသမီးတွားဖြစ်ရင်တော့ဒီလိုနိဗ္ဗာန်ဆိုတဲ့စကားကိုတန်ဖိုးရှိတယ်လို့တောင်သိပါမလား သိပါဘူးဗျာ မသိဘူးလေဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့မိမိတို့ရဲ့မိဘရဲ့ကျေးဇူးကလည်းဒီလိုနိဗ္ဗာန်ဆိုတဲ့စကားလေးတစ်ခွန်းနော်30ပုံကအလွတ်ဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့စကားလေးတစ်ခွန်းငါတို့ကြားခွင့်ရပြီငါတို့တာဇန်အဖြစ်ကနေလွတ်ခွင့်ရပြီဆိုရင်ဒါဘုသူရဲ့ကျေးဇူးလည်းပါတယ်မိဘရဲ့ကျေးဇူးလည်းပါတယ်မိဘကျေးဇူးမရှိဘဲနဲ့ဒီတရားကိုဒီအချိန်မှာနာနိုင်မှာမလား နားနိုင်ပါဘူး မ ဗျာ နာနိုင်ဘူးเนาะအဲ့ဒီမိဘကကိုယ့်ကိုသိချဒိမအောင်ယဉ်ကျေးအောင်ဘုန်းကြီးမှန်းသိအောင်တရားကိုတရားမှန်းသိအောင်တွင်သင်ခဲ့လို့မိမိတို့ဒီတရားနာတဲ့နေရာမှာလာထိုင်တာမိဘရဲ့တွင်သင်မှုကမရခဲ့ရင်ဒီတရားနာတဲ့နေရာမှာလာပါမလား လာပါ လာ ဘူး ဘူး ဗျာ ဘုန်းကြီးလာတာနဲ့တရားနာမှာဆိုပြီးတော့ဘာဖြစ်သွားလဲမတိမတာလေးရှောင်ထွက်သွားတယ်ဒါမိဘရဲ့ကျေးဇူးကြောင့်ဒီတရားကိုနာခွင့်ရတယ်နောက်တစ်ခါဆရာရဲ့ကျေးဇူးเนาะအာစရိယဘုတော်အနန္တောဆရာဆိုတာကတော့အမျိုးမျိုးရှိတာပေါ့မိမိတို့ရဲ့အတ္တမူဝမ်းကြောင်းပညာသင်ပေးတဲ့ဆရာကတသက်မိမိတို့ကာတိကဝင်ဖတ်တတ်အောင်သင်ပေးတဲ့ဆရာကတသက်เนาะအဲ့ဒီလိုဆရာတွေရဲ့ဂုဏ်ကျေးဇူးတွေတချို့ကသင်ဆရာမြင်ဆရာဟောတာမိမိတို့တစ်လုံးလေးကြားလိုက်နှလုံးလေးကြားလိုက်ကြတယ်သူပြောတဲ့စကားလေးကိုနားယောင်ပြီးတော့ကိုကကောင်းမှုကုသိုလ်တွေလုပ်ချင်လာတဲ့တရားတွေကိုနာကျင်လာတယ်ဆိုလို့ရှိရင်အဲ့ဒီဆရာရဲ့ကျေးဇူးကမများဘူးလား များပါတယ်ဗျာ များတယ်เนาะအဲ့ဒီဆရာရဲ့ကျေးဇူးကကို့မှာကောင်းတာလေးလှုပ်ချင်စိတ်တွေပေါ်လာတယ်ဆိုလို့ရှိရင်မိမိကိုတန်တရာကိုအဆင့်မြင့်အောင်အဆင့်အတန်းမြင့်အောင်မိမိတို့ကိုဖန်တီးခွင့်ရတယ်အခုငါတို့ပုံမှန်စိုးစိုးလေးကအင်ဒေါသားဆူတောင်းတယ်လို့ဘာမှမဟုတ်တဲ့မထူးခြားကြီးတဲ့ဆူကြီးတွေတောင်းနေမဲ့အစား30တပုံကအလွတ်ဖြစ်တဲ့နိဗ္ဗာန်ဆူလေးကိုငါတို့တခါလေးတောင်းခွင့်ရတယ်ဆိုရင်တော့ငါတို့ဟာလာအခုမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့ခွင့်ရတာအဖို့တန်သွားပြီတရားကိုနာကြားရတယ်အဖို့တန်သွားပြီဒါကြောင့်ငါတို့ဒီလိုကြုံတွေ့ခွင့်ရတယ်ဆိုတာကလည်းဘသူရဲ့ကျေးဇူးလဲဆိုရင်ဆရာသမားတွေရဲ့ကျေးဇူးဆရာသမားတွေကမတင်ပြထားတဲ့ကလေးစောစောလေးကကြောင်းမနေဘူးတဲ့ကလေးကိုစကားသွားပြောပြီးစကားပြောရင်ပါလေဂျွတ်ဆက်ဆန်ရဲ့နော်လူကြီးသူမမှန်လည်းသိသလားမသိဘူးဘုရားတရားတန်ခါမှန်လည်းသိသလားမသိဘူးဒါကြောင့်ငါတို့ဒီလိုရင်ကြီးကြီးလေးနဲ့တရားကိုသေချာနှလုံးသွင်းနားဆိုင်ပြီးတော့နားထောင်ခွင့်ရတာနားထောင်နိုင်အောင်ပြုပေးခဲ့တာဘသူရဲ့ကျေးဇူးလဲဆိုရင်ဆရာတွေရဲ့ကျေးဇူးเนาะအဲ့ဒါကြောင့်မလို့ငါဒီနေ့ဘလုံးမတန်မှတန်ဖိုးရှိတဲ့တရားလေးကိုနာခွင့်ရတယ်မဟုတ်ရင်ငါတို့စောစောလေးကအင်တော်သားလိုပဲဘာမှမထူးတဲ့ဒီတန်တရားထဲမှာထက်ခါလဲနေရမယ်စုတွေပဲတောင်းနေလို့ရှိရင်ဘာမှမထူးဘူးပြိဿကြီးကိုဥပမာတစ်ခုပြမယ်ဆိုလို့ရှိရင်ဟုတ်လားစီဝိုင်းလေးတစ်ခုထဲမှာပိုးစိတ်ကလေးတစ်ကောင်ကိုထည့်လိုက်အဲ့ဒီပိုးစိတ်ကလေးတစ်ကောင်ကအဲ့ဒီစီဝိုင်းထဲမှာဟုတ်လားသူပတ်သွားနေမယ်အဲ့ဒီစီဝိုင်းလေးကမထွက်ဘူးဆိုလို့ရှိရင်သူအဲ့ဒီစီဝိုင်းကိုဟုတ်လားဘယ်နှခေါက်ပဲပတ်ဘာထူးလဲမထူးလေအချိန်တော့ဘာဖြစ်မှာလဲဒီနေရာပဲပြန်ရောက်လာဟုတ်တယ်မလားအခုလဲဒုပရိသတ်ကြီးတို့နတ်စည်းစိမ်ပဲတောင်းရေမာစည်းစိမ်ပဲတောင်းဘယင်အဖြစ်ပဲတောင်းဆရာဝန်အဖြစ်ပဲတောင်းအမေရိကန်မှာလူဖြစ်ခွင့်ပဲတောင်းစင်ကာပူမှာလူဖြစ်ခွင့်ပဲတောင်းဒီအဝိုင်းလေးကမထွက်ရင်ထူးမလားထူးပါဘူးခင်ဗျာတန်တရားဆိုတဲ့အဝိုင်းလေးကမထွက်ရင်ထူးမလားထူးပါဘူးခင်ဗျာဟုတ်တယ်မလားအဲ့လိုဆိုတော့ဒီတန်တရားအဝိုင်းထဲမှာတော့ဘယ်နှပတ်ပဲပတ်နေနေခွေးပဲဖြစ်ဖြစ်နွားပဲဖြစ်ဖြစ်ဘယင်ပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဘာထူးလဲထူးပါဘူးခင်ဗျာထူးတာဘာမှထူးမှာလဲအဲ့ဒီတန်တရားအဝိုင်းတွေကထွက်မှာထူးမှာဟုတ်တယ်လားတန်တရားအဝိုင်းတွေကမထွက်ပဲနေရတော့ဘာကြီးပဲဖြစ်နေနေအချိန်တန်ရင်ဘာဖြစ်မှာလဲဒီနေရာပဲပြန်ရောက်လာမှာဟုတ်တယ်မလားအချိန်တန်ရင်အပယ်လေးပုံပဲဘာဖြစ်ကြရမှာလဲပြန်ကြရမှာเนาะခဏတစ်ဖြုတ်ပဲအခုရနေတယ်ဆိုတာကုသိုလ်ကံပေးတဲ့ခိုက်ကလေးရနေတာเนาะဘာလို့ဆရာတော်ကြီးကဥပမာတရားထဲမှာဥပမာပါတယ်လို့ပဲလူဘဝကိုရတယ်ဆိုတာခဲတစ်လုံးကိုအပေါ်မြောက်လိုက်တယ်လို့ပဲတဲ့ခဲတစ်လုံးအပေါ်မြောက်တာမြောက်ချင်ရပါကြတယ်အောက်ကြတဲ့အချိန်ကတော့
ဒီတိုင်းပဲလေမရွှေမချင်းပဲဟုတ်တယ်မလားမရွှေမချင်းပဲအဲ့ဒီဂဲကြီးကဘာဖြစ်မှာလဲအဲ့ဒီနေရာမှာပဲကြာနေမှာအခုလေလူဘဝဆိုတာအပယ်လေးဘဝကနေဂဲလေးမြောက်လိုက်လို့အပေါ်ခဏတစ်ပြုတ်တက်လာတာခဏလေးပါပြကြမှာပြန်ကြကြမှာပြန်မကြခြင်းဘာလုပ်ကြမှာလဲအေးကိုယ့်အဘူဒီတန်တရားအဝိုင်းတွေကထွက်အောင်လုပ်ရမယ်နော်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားမြတ်စွာဘုရားသာသနာတော်မှာဟုတ်လားတိုက်တွန်းချက်ကလေးရှိအာရံပဒနိကပထယုံစထဗုဒ္ဓသာသနေအာရံပဒနိကမထယုံစထဗုဒ္ဓသာသနေဒုနာထပိစုနောတေနံနလကာရံဝကုံစရောဗုဒ္ဓသာသနေမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့ကြုံကြိုက်လုံးအခါကာလမှာဗုဒ္ဓမြတ်စွာဘုရားသာသနာတော်ကြီးနဲ့ကြုံကြိုက်နေစဉ်အခါသမယ၌အာရံပထကိုပြင်းရည်ခြင်းမရှိအောင်ကြိုးစားအားထုတ်ကြနေကမထဒီတန္တရာဝိဒုက္ခမှာထွံ့မြောက်ရာလမ်းကြောင်းကိုရအောင်ပြုကြယုံစထာမမေ့မလျော်မပေါ်မဆဓာတိတရားလက်ကင်ထားပြီးတော့ကြိုးစားအားထုတ်ကြဘယ်လိုကြိုးစားအားထုတ်ရမလဲဆိုလို့ရှိရင်ဂုံစရောစင်ပြောင်ကြီးသည်နလကာရံကျူရိုးတို့ဖြင့်ဆောင်းအပ်သောအိမ်ကိုဒုနာထာဤဝမှုတ်ညံ့ဖြည့်ဆည်းပြလိုက်တဲ့ကဲ့သို့စင်ပြောင်ကြီးကကျူရိုးလေးတွေနဲ့စောက်ထားတဲ့အိမ်ကိုသူ့ရဲ့ခြေထောက်တွေနဲ့နင်းချပြီးတော့ဖြည့်ဆည်းလိုက်တဲ့အခါမှာအဲ့ဒီကျူရိုးတွေနဲ့စောက်ထားတဲ့အိမ်ကရစရာမရှိအောင်တစားစီပျက်စီးသွားသလိုပဲတဲ့မေဆုနောတေမေဤသေနံစစ်တက်ကြီးကိုဒုနာထကောင်းစွာဖြည့်ဆည်းပြကြကုန်တော့ဟုတ်တယ်ဘဝခန္ဓာတွေရတော့ရလာပါရဲ့ခဏပြန်တည်နေကြရတယ်မတည်တဲ့ဘဝဆိုတာမရှိဘူးလူဖြစ်တော့လေတည်တာပဲနတ်ဖြစ်တော့လေတည်တာပဲပြင်မာဖြစ်တော့လေတည်တာပဲမတည်တဲ့ဘဝဆိုတာမရှိဘူးဒါကြောင့်အဲ့ဒီသေမင်းရဲ့စစ်တက်ကြီးသေမင်းရဲ့နိုင်ငံကြီးကိုဒုနာထဖြည့်ဆည်းပြလိုက်ကြအဲ့ဒီဖြည့်ဆည်းပြလိုက်တယ်ဆိုတာလေဖြည့်ဆည်းကျင်တိုင်းဖြည့်ဆည်းလို့မရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဗုဒ္ဓသာသနေမြတ်စွာဘုရားရဲ့သာသနာတော်မှာပဲသေမင်းရဲ့စစ်တပ်ကိုဖြည့်ဆည်းနည်းရှိတယ်ကြံတဲ့သာသနာတွေကြံတဲ့ဘာသာတွေမှာသေမင်းရဲ့စစ်တပ်ကိုဖြည့်ဆည်းနိုင်တဲ့နည်းလမ်းမရှိဘူးဘယ်မှာပဲရှိတာလဲမြတ်စွာဘုရားရဲ့သာသနာတော်ကပဲဒီသေမင်းရဲ့စစ်တပ်ကိုဖျက်ဆီးတဲ့နည်းရှိတာဒီသေခြင်းကိုတော်လှန်တဲ့နည်းရှိတာတဲ့ကြံတဲ့ဘာသာတွေမှာသေမင်းကိုတော်လှန်နိုင်တဲ့နည်းမရှိဘူးဟုတ်ပြီလားအဲ့ဒါကြောင့်မလို့ယောဣမာသမိန်ဓမ္မဝိနယေအပ္ပမတောဝိဟတတိဘာဟာယဇာတိတံတာရံဒုက္ခတန္တံကရိတတိယောခြင်းပုဂ္ဂိုလ်သည်ဣမာသမိန်ဓမ္မဝိနယေဤသာသနာတရားသဖြင့်ဆုံးမရာသာသနာတော်မြတ်ကြီး၌အပ္ပမတောမမေ့မလျောမပေါ်မဆပဲဝိဟတတိနေ့စဉ်ကြိုးစားပွားများအားထုတ်၍နေပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘာဟာယဇာတိတန္တာရံဇာတိတန္တာရံထက်ခါအဖန်အထက်ထက်ခန္ဓာဒုက္ခတွေကိုဖန်တီးပေးတဲ့ဇာတိဒီဟုသောပရိသတ်တွေနေရာချင်းဒီဟုသောတန္တရာဆင်းရဲကြီးကိုဘာဟာယပဲဆွန်ပြီးတော့ဒုက္ခတာဝိဒုက္ခအာလောဤအန္တန်အဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာမြတ်ကိုကရိတတိမျက်မှောက်မသွေကောင်းစွာပြုနိုင်လေရာတည်းသေမင်းရဲ့စစ်တပ်ကြီးကိုဖျက်ဆီးတဲ့နည်းရှိတဲ့သာသနာတော်တောင်မှပဲသာသနာတော်လေးနဲ့ကြုံယုံလေးနဲ့ရသလားဆိုမရဘူးလေသာသနာတော်ကြီးကိုမြင်ကွင်းရယုံလေးနဲ့ဖူးပွင့်ရယုံလေးနဲ့ရသလားဆိုတော့မရဘူးလေဒါဖြင့်အဲ့ဒီသေမင်းရဲ့စစ်တပ်ကြီးကိုဘယ်လိုနည်းနဲ့မှဖျက်ဆီးနိုင်တာလဲဆိုရင်ဤသာသနာတော်မြတ်ကြီးမှာအပ္ပမတောဝိဟတတိမမိတ်မလျောမပေါ်မဆတဲ့တတိတရားနဲ့ကြင့်ကြံအားထုတ်သူမှသာလေအဲ့ဒီသေမင်းရဲ့စစ်တပ်ကြီးကိုဖျက်ဆီးနိုင်တယ်ဘယ်လိုနေထိုင်မှဖျက်ဆီးနိုင်တာလဲတတိတရားနဲ့တရားတွေကိုကြိုးစားရှုမှတ်ပွားများအားထုတ်တဲ့ပုဂ္ဂိုလ်သားလည်းအဲ့ဒီသေမင်းရဲ့စစ်တပ်ကြီးကိုဖျက်ဆီးနိုင်တယ်တဲ့ဟလာဘုရားသာသနာတော်လေးနဲ့ကြုံယုံလေးနဲ့ဟလာဒါနတွေပေးလူယုံလေးနဲ့သီလတွေစောင့်တည်ယုံလေးနဲ့အဲ့ဒီသေမင်းရဲ့စစ်တပ်ကြီးကိုနိုင်လားနိုင်ပါဘူးခင်ဗျာအဲ့လိုဆိုတော့ကိုစဉ်းစားကြည့်လိုက်ငါဘုရားသာသနာတော်နဲ့ကြုံလာတာငါအသက်40ရှိပြီ50ရှိပြီ60ရှိပြီငါဒီနေ့အထိအဲ့ဒီသေမင်းရဲ့စစ်တပ်ကိုတစ်ခါလေးတောင်တော်လန့်မှုတာလို့စဉ်းစားကြည့်လိုက်မတော်လန့်ရသေးရင်တော့တာဇန်ဖြစ်နေတော့မယ်ဘာ
ဖြစ်နေတော့မယ်ဒါသာဖြစ်နေတော့မယ်တန်တရားဝိထုခါတွေကနေမထွက်နိုင်တဲ့ဆူတောင်းကြီးကနေမကြော်နိုင်သေးဘူးဒါကြောင့်အပ္ပမတောဝိဟေတတိမမိမလျောမပေါ်မစာတတိတရားနဲ့ကောင်းစွာကြင်ကြံအားထုတ်ပါအဲ့ဒီလိုကြင်ကြံအားထုတ်မှသာလေဘာဟာယဇာတိတန်တာရထက်ခါဘဝခန္ဓာတွေကိုပေးတတ်တဲ့ပဋိသန္ဓေနေရာချင်းဒီဟူသောဇာတိတန်တရာဆင်းရဲကြီးကိုဘာဟာယပဲဆွန်ပြီးတော့ထက်ခါပဋိသန္ဓေနေရာချင်းမွေးဖွားရခြင်းဆိုတဲ့အဲ့ဒီဇာတိတန်တရာကြီးကိုပယ်ဆွတ်ပြီးတော့ဒုက္ခတန်တံကရိတ္တိတဲ့ဒုက္ခရဲ့အဆုံးဖြစ်တဲ့တန်တရာဝိဒုက္ခမှာထွက်မြောက်ရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာမြတ်ကြီးကိုမျက်မှောက်ပြုနိုင်လိမ့်မယ်နော်အဲ့လိုဆိုတော့ဒီဇာတိတန်တရာကိုပယ်ခြင်းရင်ဘာနဲ့နေရမယ်ဆိုလို့ရှိရင်မမေ့မလျော်မပေါ့မစားတဲ့တတိတရားနဲ့နေပါတတိဆိုတာကတော့ဦးစင်းအရင်အခါဒီမှာခဏပေါ်ခဲ့တဲ့တတိပဋ္ဌာန်တရားကိုပြောတာနော်စားလိုက်တောက်လိုက်အိတ်လိုက်နေတာကိုပြောသလားဟုတ်ပါဘူးခင်ဗျာမဟုတ်ဘူးနော်တပည့်တော်တို့ကပုံမှန်ဘုရားရှိခိုးတဲ့ဘုရားအဲ့ဒါလေးနဲ့မရဘူးလားမရဘူးဘုရားရှိခိုးတာကသမထနော်ဘာဖြစ်လို့လဲဆိုတော့နှုတ်နဲ့စီးပူးတာဗုဒ္ဓရဲ့ဂုဏ်တွေကိုစီးပူးနေတာသမထပဲရှိသေးတယ်ဝိပဿနာဆိုတာပေါ်ရာကိုရှုမှတ်ရတယ်ထိုင်ရင်ထိုင်တယ်ထားရင်ထားတယ်ကိုင်းရင်ကိုင်းတယ်ဟောလားမျက်နှာသိရင်လည်းသိတယ်ရေထိရင်လည်းထိတယ်အိပ်ရင်လည်းအိပ်တယ်စောင်းရင်လည်းစောင်းတယ်အဲ့ဒါတွေကိုတတိလေးနဲ့လိုက်မှတ်နေမှာပါဖြစ်တယ်ဝိပဿနာဖြစ်တာပေါ်ရာရှုမှတ်ပါအဲ့ဒီလိုပေါ်ရာရှုမှတ်နေမှာအပ္ပမတောဝိဟေတတိမမေ့မလျော်မပေါ့မဆတတိတရားနဲ့နေထိုင်ရရောက်တယ်အရှင်ဘုရားအဲ့လိုလိုက်ပြီးတော့မှတ်တာကဘယ်လိုတတိတရားဖြစ်သွားတာလဲဆိုလို့ရှိရင်ကိုင်းနာကိုကိုင်းမှန်းသိတယ်ထိုင်ရင်ထိုင်မှန်းသိတယ်ထားရင်ထားမှန်းသိတယ်အဲ့လိုရှေ့တတိလေးနဲ့နောက်တတိလေးနဲ့စက်နေတာဟာမမေ့မလျော်တာလေဟုတ်ပြီလားရှေ့အမှတ်တတိလေးနဲ့နောက်အမှတ်တတိလေးနဲ့ဂျားထဲမှာအတွေးတွေမဝင်ဘူးနော်လောဘဒေါသမောဟအတွေးတွေမဝင်ဘူးတောင်းလုံးမယ်မြောက်လုံးမယ်ဟိုဟာလုံးအောင်မယ်ဒီဟာလုံးအောင်မယ်ဆိုတဲ့အတွေးတွေမဝင်နာသည်ပင်အပ္ပမတောဝိဟေတတိမမေ့မလျော်နေထိုင်ရရောက်တယ်နော်အဲ့ဒါကြောင့်လို့ထိုင်ရင်ထိုင်တယ်ထားရင်ထားတယ်ဟလာအိပ်ရင်အိပ်တယ်စားရင်စားတယ်ထမင်းဝါရင်ဝါတယ်ရေတောက်ရင်တောက်တယ်အဲ့ဒီလိုတတိလေးတွေနဲ့လိုက်မှတ်ပေးရမယ်အဲ့ဒါမှအပ္ပမတောဝိဟေတတိရိုးလေးနေုံလေးတွေကတော့အပ္ပမတောဝိဟေတတိဟုတ်သလားဟုတ်ပါဘူးစကားကိုအပ္ပမတောမမေ့မလျော့မပေါ့မဆမပြက်လက်တော်တတိနဲ့နေပါမပြက်တော်တတိတရားပြက်သွားရဲ့တတိယမေ့လျော့ရာရောက်သွားပြီတတိပြက်သွားရင်ဘာဖြစ်သွားရောက်သွားပြီလဲမေ့လျော့ရာရောက်သွားပြီဒါကြောင့်အဲ့ဒီလိုမမေ့မလျော့နေမှသာလေမိမိတို့ဒီဇာတိတန္တရာကြီးကိုပယ်နိုင်မှာဖြစ်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါဇံအဖြစ်ကနေဘာဖြစ်မှာလဲတော့မှာမဟုတ်ဘူးဒါကြောင့်မိမိတို့ယခုကြားနာခွင့်ရတဲ့ငါတို့အခုတနာရီအတွင်းမှာဟောလာခြေတွေအကျဉ်ခံပြီးတော့ကြားနာလိုက်ရတဲ့30ဘုံမှအလွတ်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာလေးကိုတော့မြတ်စွာဘုရားသာသနာတော်နဲ့ကြုံလုံးမှာတစ်ခါလေးတော့ဘာဖြစ်ရမှာလဲရအောင်လုပ်ကြည့်ကြမယ်တမီးနဲ့တက်နိုင်ရင်တမီးနဲ့9မိနစ်တက်နိုင်ရင်အဲ့ဒါမှတာဇန်ပဲဖြစ်မှာเนาะဒါမှဆိုတော့ဘာပဲဖြစ်မှာလဲတာဇန်ပဲဖြစ်မှာဒီတန်တရားလေးပဲပြန်ပြီးတော့ဘာဖြစ်ကြမှာလဲလဲနေကြရအောင်မှာဒါကြောင့်မို့တမီးနဲ့ပဲတက်နိုင်9မိနစ်ပဲတက်နိုင်ကိုအိယာထဲမှာပဲဖြစ်အိတ်နေပဲဖြစ်ငါဥမာဘိုက်ကလေးဖောင်းတာပိန်တာကိုငါ10မိနစ်လောက်ပြီးတော့ရအောင်မှတ်မယ်ဒါမှမဟုတ်လို့ရှိရင်ဖောင်းနေပိန်နေဖောင်းနေပိန်နေငါ3မှတ်လောက်တော့ရအောင်လုပ်မယ်ဖောင်းတာလေးကိုလည်း3မှတ်ရအောင်ဇက်တိုက်ရအောင်မှတ်မယ်ဇက်တိုက်မှတ်ရမှာနော်ဇက်တိုက်မှာအပ္ပမတောဝိဟေတတိဇက်တိုက်မဟုတ်ရင်ဘာဖြစ်သွားပြီလဲပမတ်တော်ဝိဟေတတိမေ့သွားပြီကြော်သွားပြီအတွေးတွေရှောက်ဝင်သွားပြီเนาะအဲ့ဒါကြောင့်မလို့အဲ့ဒီ10မိနစ်ကလေး10မိနစ်ကလေးအတွင်းမှာဒါမှမဟုတ်လို့ရှိရင်ကဖောင်းနေပိန်နေလေးဘိုက်1ဘိုက်ကလေးဖောင်းတာပိန်တာလေးကိုငါ3ကာလေးတော့ဇက်တိုက်ရအောင်မှတ်မယ်5ကာလေးတော့ဇက်တိုက်ရအောင်မှတ်မယ်တကယ်လို့ဟာငါအဲ့လို3ကာလေးတော့မှတ်လို့မရဘူးစိတ်ကထွက်သွားတယ်ဆိုရင်လည်းအဲ့ဒီစိတ်ထွက်သွားတာလေးကိုစိတ်ထွက်တယ်ပြီးရင်ဖောင်းနေပိန်နေအဲ့လိုလေးပြန်မှတ်လိုက်အဲ့ဒါဆိုရင်အပ္ပမတောဝိဟေတတိဖောင်းတာပိန်တာကြီးဇက်တိုက်ရနေမှာမဟုတ်ပါဘူးတဲ့စိတ်ထွက်သွားတာလေးကိုဖောင်းနေပိန်နေပုံမှာစိတ်ကလေးကမရှိတော့ဘဲနဲ့ဘေးကိုထွက်သွားတယ်ဆိုရင်စိတ်ထွက်တယ်လို့လိုက်မှတ်နေတာလေးကလည်းတတိပဲစိတ်ဓာနုပဒနာလို့ခေါ်တယ်စိတ်ကိုလိုက်မှတ်တယ်တတိပဲဆိုလိုလေးကဖောင်းနေပိန်တာလေးကိုမှတ်နေတာကကာယ ानु ပဒနာစိတ်ကလေးထွက်သွားတာဖောင်းနေပိန်နေပုံမှာမရှိဘဲနဲ့အတွေးလေးတွေရောက်သွားတာကိုစိတ်ထွက်တယ်လို့လိုက်မှတ်တာကစိတ်ဓာနုပဒနာ
အဲ့လိုမှတ်နေကြရနေပြီးတော့ဟာခေါင်းကလည်းကြိုက်လိုက်တာခါကလည်းကြိုက်တာခန္ဓာကိုယ်ကနာလိုက်တာဆိုရင်အဲ့ဒီနာတာလေးပုံမှာကိုယ်ကစိတ်ကအာရုံရောက်သွားပြီဆိုရင်နာတယ်လို့မှတ်လိုက်အဲ့ဒါလေးကဝေဒနာနုပတနာကိုကအဲ့လိုဖောင်းနေပိန်နေမှတ်နေရင်အဲ့ဒါစိတ်ကကြံတဲ့ဘေးကနေအကြားအာရုံလေးကိုရလိုက်တယ်တစ်ခုကိုကြားလိုက်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ်နာလေးကိုလူတယောက်ရောက်လာတာကိုမြင်လိုက်တယ်ဆိုရင်ကြားရင်ကြားတယ်လို့မှတ်လိုက်မြင်တယ်လို့မှတ်တယ်အဲ့ဒါလေးကဓမ္မာနုပတနာအဲ့ဒါဆိုရင်တတိပဋ္ဌာန်၄ပါးပွားပြီးသားမဖြစ်သွားဘူးလားဖြစ်သွားတယ်အဲ့ဒါမှသာတယ်အဲ့ဒီတတိပဋ္ဌာန်၄ပါးကိုပွားနိုင်မှတာဇံအဖြစ်ကလွတ်တယ်တတိပဋ္ဌာန်၄ပါးကိုမပွားနိုင်ရင်တော့ရှင်ဘုရင်အုတ်ထုပ်ကြီးပဲစောင်းထားတာဆရာဝန်အုတ်ထုပ်ကြီးပဲစောင်းထားတာတာဇံကတာဇံလေနော်ငါကတော့ကြောင်းကြီးတွေလူထားတယ်ဟလာဟွာကြီးတွေလူထားတယ်ငါယဟန်တွေခံထားတယ်မရသေးဘူးဘာကိုပွားမှရမှာလဲဝိပဿနာကိုပွားမှရမှာတတိတရားကိုပွားများမှရမှာအဲ့ဒါမှတာဇံအဖြစ်ကလွတ်မယ်နော်ဒါကြောင့်တရားဓမ္မပေါင်းသူတော်ကောင်းတို့ဒီယနေ့ယခုအချိန်ကာလဆိုရင်မိမိတို့ယခုကြုံကြိုက်နေတဲ့မြတ်စွာဘုရားသာသနာတော်မြတ်ကြီးကသာလေသေမင်းရဲ့စစ်တပ်ကိုတော်လှန်နိုင်တယ်မသေးခြင်းတရားကိုပေးစွမ်းနိုင်တယ်ဆိုတော့မသေးခြင်းပေးစွမ်းနိုင်တဲ့သာသနာတော်ကြီးနဲ့ကြုံတုံးမှာတော့မိမိတို့ရဲ့သားရည်သမီးရည်တွေကို5မိနစ်ဖြစ်မေ့ထားပါတရက်ဖြစ်မေ့ထားပါနော်ကိုတာဇံအဖြစ်ကနေကယ်ပေးပါကိုကပဲကယ်လို့ရမှာဘယ်သူကလာကယ်ပေးလို့ရတယ်အဲ့လိုဆိုတော့ကိုကပဲကယ်ပေးလို့ရတယ်ဒါတည်းကမပေါင်းတော်ကောင်းလို့ဒီဖရာသာသနာတော်နဲ့ကြုံကြိုက်လို့မိမိကိုဟုတ်လားတာရည်သမီးရည်မထူးတဲ့တာဇံအဖြစ်ကနေပြီးတော့တရက်ဖြစ်တမိနစ်ဖြစ်တလဖြစ်တနှစ်ဖြစ်ခိတ္တခဏမေးလျော်ပြီးခိတ္တခဏအဲ့ဒီတာဇံကိစ္စတွေကိုမေ့ထားပြီးတော့30ပုံမှလွတ်အောင်ခုံနိုင်တဲ့နိဗ္ဗာန်ချမ်းသာမြတ်ကြီးကိုဗုဒ္ဓသာသနာတော်မြတ်ကြီးနဲ့ကြုံကြိုက်လို့မှာသေချာနှလုံးသွင်းကြိုးစားပွားများအားထုတ်ကြရတဲ့မိမိကိုယ်ကိုတန်တရာဆင်းရဲမှလွတ်မြောက်အောင်ကောင်းစွာမသွေကဲတင်နိုင်ကြစေကုန်ရာတည်းသာဓုသာဓုသာဓုဒီချာတိယံမေပုံညာဘာနတသစ္စယောဟောတုဣမံနောပုညဘာကံဘတတနံအာဇေမာရှင်ဖယားဤတော်တို့သည်ယနေ့ယခုမိမိတို့၏နေဝိဝေဝါဇုသင်္ကန်းစက္ကလူတန်းခြင်းဒါနကုသိုလ်သီလဆောက်တည်ခြင်းသီလကုသိုလ်တရားနာယူခြင်းဘာဝနာကုသိုလ်တို့ကိုယောသေးသေးပြုလို့ပြုကြပါကုန်၏ဤတော်တို့၏တို့အဆူဆူသည်နိဗ္ဗာန်ချမ်းသာအတွက်ပေါင်းပန့်ကောင်းသည်ပါစေသာရှင်ဘုရားဤတော်တို့၏တို့အဆူဆူကိုကိုဆောင်နဲ့အိမ်ဆောင်နဲ့ဝိုင်းဆောင်နဲ့ဟန်ဆောင်နဲ့ကွယ်ဆောင်နဲ့ရိုးရွာဆောင်နဲ့နိုင်ငံဆောင်နဲ့တော်ဆောင်နဲ့တောင်ဆောင်နဲ့ဘုမဆိုးဒုက္ခဆိုးအာဂတဆိုးဓမ္မညေကောဓမ္မပေါင်းတို့နှင့်တကွာမိဘဘိုးဘွားဆရာသမားမိဟောင်းဖာဟောင်းဆွေဟောင်းမျိုးဟောင်းဘိုးဟောင်းဘွားဟောင်းဘိုးပေါင်းတို့အား၎င်းသူအားဖြင့်ဟန္တာယကဘောင်ကြီးအား၎င်းအမြဝေငှပါကုန်၏ညာယာကြ၍ကိုစိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သော
ချီကျူကုန်ပြူတယ်
ပဲဆိုင်ပလဲကိုင်းနှကုံးကိုတပေါသာသနာအမွေခံကားရင်ချစ်တော်သူနဲ့အတူတွေ့လို့ရဲ့နာလေးပဲရောက်အောင်အတူလမ်းလေပျော်တယ်သိပျော်တယ်နတ်ပုံနတ်တမြမန်းတကြီးရဲ့အလဲရောစီတန်းညံ့ညံ့မစဲလူရဲ့အခင်းအကျင်းကြည်စုံလာတယ်တနေ့လုံးပဲမိကိုတိတ်လို့ကြည်ကြည်တူမြောက်စားလို့ပြောတယ်ညနေရောက်ဝေးအပေါင်းအသင်းတွေကချီကျူကိုပြူတယ်အလူအမကြီးတဲ့သူတို့ကလေအလူအမကြီးတဲ့စဘူးတလွမ်းမှာကျမရဲ့ပီတိရှိဘူးတင်မိတယ်တာကိုရင်မိရွှေစီလေးတနည်းတည်းတောင်းမှအမိမခွေနိုင်ပါနဲ့ဘဂဝါအမွေပေးကိုရင်လေးကိုညီရပဝင်းကြွကြည်နူးလို့ရဲ့ညရဲ့ပလဲယူစီဖြာလို့ရဲ့သာသနာပြုံးမွေကမိဘကျေးဇူးဆက်ပါတော့ရဲ့30ပုံအကုန်ရစီပွေအမြပြီးလိုက်မေတာဒုတာဒုတာဒုခေါ်ကြပါပွေ